ဒီနေ့မှာတော့ဟာရာဘူဇာကိုကင်ပြသွားမယ်ကွာဟာရာဘူဇာကိုကွာတော်ယုံတန်ယုံကောင်းတွေကကင်လို့မရဘူးကွာဘာဖြစ်လို့လဲဆိုတော့ဒီကောင်နဲ့ကြီးရဲ့ဘလို့ကောင်းနေကင်လို့မရဘူးလဲဆိုတော့အဓိကကတော့ကွာငါလူကောင်မျိုးကြီးကင်လို့မရဘူးကွာစားတကယ်ကင်ပြီးဆိုရင်ကွာအထုပ်သွင်းကမြန်မှုမလို့ကွာတိကျဝယ်လို့ကွာမြင်တယ်မလားတိကျတော့ကွာတိကျမြန်ဆိုတာတခင်ကန်ပေါ့အလဲဒါနဲ့လိတ်ထီးကိုဘလို့ကျုံမြောက်အောင်လဲဆိုတော့မင်းတို့ငါပြမယ်ကွာဒီမှာဆိုရင်ကွာလိတ်ထီးကိုငါလင်းနဲ့လူရမှာကွာလင်းနဲ့လူတယ်ငါတို့ကစောက်ကူးမဆိုင်ရဲ့အထာမျိုးနဲ့ကျုံမှာကွာဟေးမရှိပါနဲ့ကွာလက်တွေအကျော်ကန်နေမနေ့ကမောင်းဆွဲရများပါလို့တစ်မျိုးထင်မနေတော့တစ်မျိုးထင်မနေတော့ငါမနေ့ကဘောလုံးမောင်းနေဆွဲရများပါပြောတာဒါနဲ့ကွာငါပတ်သွားကြည့်ရပေါ့ငါကောင်နေဆိုလိုတော့ဖိုင်နေပါလားဟာမင်းတို့ကရိုးကြီးလေလွန်ပြီးတော့လည်းငါလည်းလိုက်ကြုံမရဘောကွာဟီယိုကီလီပါညာရအောင်လို့ဆိုပြီးတော့အားပါဝင်ကပေးခဲ့လိုက်ကွာဘယ်နှခုလုံးလဲတောင်းသားမြူသွားတာတဲ့ရောငန့်နေရမตาကြီးက哎呦，没弄阿တင်ထားငါလာခဲ့မယ်မင်းတို့စီကိုငါရောက်လာခဲ့မယ်ဟိုမှာကျွဲလို့ဖို့ကြီးလို့ကောင်တာဝါထိပ်ကနေပိတ်ပြီးတော့ကြိတ်ချင်နေရတယ်လာကိုကြီးဆုံးမမတာဝါထဲထိဝင်ချသွားမိနန်တော့ကွာမင်းတို့ကောင်လည်းမရက်ဆက်ကြပါနဲ့နင်းမပြေးနဲ့နင်းပြေးငါမလိုက်တော့ဘူးလို့ငါတို့ဘက်ကပူကီလေးကလည်းကန်နေရဆိုတော့လေဟီယိုကီလေးကောက်စားပေးရပါကွာရှေ့မှာဘယ်ကောင်ရှိမလဲသွားကြည့်မယ်ကွာမရှိတော့လဲစားခဲ့မယ်ကွာခဏပတ်သွားကြည့်ရမရှိခဲ့တော့ပြီးခဲ့တဲ့အချိန်လေးကိုအဝါတီးခဲ့လောက်မယ်ကွာဘယ်ကောင်မှလာကြည့်ပေးကြပါဦးတဲ့ဒီကောင်ဘက်ကိုပေါ်နေတင်းရဒီကောင်တော်တော်ချစ်နေပုံရရဲ့ကွာတယောက်မှတော့လာမကြည့်အမဲဘူကီကသွေးရသွားဖြေလိုက်သေးတယ်မသိရင်တော့ငါတို့ကအကုန်လုံးဝိုင်းမဲပုံစံမျိုးနဲ့ကွာခြုံထဲမှာစောင့်နေရတဲ့ကြည်အောင်ကောင်ဘူကီကအိမ်မိတ်လိုသေးရဲ့ပါညာနဲ့ပြတယ်ငါကောင်ကလည်းသွားပြီးတော့အဲ့ဒါနဲ့အင်ဒီသွားရှိတ်နေအလေသွားပြီးတော့ကပြနေရဂျယ်လီတုံးတွေနဲ့အချိန်ကောင်းရောက်ပြီးတားကြီးကိုထည့်ပြီးတော့တွင်းပေးလိုက်တာကွာတွင်းပေးလိုက်တာမပြတ်ပါဘူးတဲ့ကောင်မကွာတော်သေးရဲ့နာတမိတ်နဲ့ပြတ်သွားတယ်ဘလူးပြတ်သွားမလဲမသိဘူးထားလိုက်တော့ကွာအဲ့ဒီမရှိငါတို့ကဝင်မလုပ်ချင်တော့အောင်ဆိုမှစိတ်ဆန္ဒတောင်းဆိုနေလဲဝင်လုပ်ပေးရမှာကွာရော့ကောက်ပေးလိုက်မယ်ဟိုမှာလန်ဘလိုကွက်တွေလာပြနေရအကွက်ရွှေမရင်မင်းတေသွားလိမ့်မယ်ညီလေးရမင်းစော်ငါတို့ကဝိုက်ပြီကွာမင်းကြံခဲ့စော်လေးကိုမင်းစော်လေးနဲ့မစော်နဲ့နောက်ခါကျရင်စော်လေးတွေငါတို့ကဝိုက်ချင်တာစားတော့တားတော့ဒီမှာတော့လိတ်ထီးကိုငါပြန်ကျုံတော့မှာကွာဒီကတော့ဘယ်သူနဲ့မှလူစားစရာမလိုတော့ကိုယ့်ကိုတယောက်တည်းကြိတ်ရုံပဲကွာဆိုလိုမန်းပေါ့ပလိုပလေးယာဆိုရင်တီးရတဲ့အတိုင်းပဲကွာတော်တော်ခက်ခဲကွာလိတ်တာတယ်လူရဲ့အချိန်မှာဆိုရင်ဟာဘရာသာရငါရဲ့ကိုရှယ်တို့ဒီကောင်လေးရှိုင်ကနေမှာကွာရှိန်တော့အစိမ်မရှိပါနဲ့ကွာမင်းတို့နောက်တစ်ခါကျရင်ရှော့ရိုက်ပြီမယ်တွေ့ရင်ကိုစော်ကြီးနဲ့တွေ့ရင်ကိုစော်ကြီးကိုလန့်ဟိုင်းထားလိုက်ကွာအချင်းချင်းကိုစော်ကြီးရှော့ရိုက်ပြီမယ်အခုတော့ပိုင်းမယ်ကွာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်